သောနေ့ရဲ့ချစ်မိတော့တစ်ခုငြိမ်နေပါစေကျင်နာသူစီအချမ်းပြေလွန်တင်ကြီးလိုက်သည်ရွှေမော်လို့စီဒီဖျားတဲ့အရင်ဆုံးခုမျိုးရွှေသားလျောင်းဖျားမြတ်တန်သူနကိုထားတဲ့သစ္စာကလေးများမမိနိုင်ပါဘူးထံပန်းတွေလူကကိုသိန်းကိုတန်ပရာနဲ့လိပြကလေးရောင်းလိုက်ပူရှာသူပကူသူလေးရဲ့ကျေးဇူးအထူးတင်သည်ဒီကဲတော့ပကူမျိုးရဲ့ဒုတွေဝေးနေဝါပြီပကူမဝေတော်နေရဲ့ချစ်မီတော့တစ်ခုနေနိုင်ပါသည်ကျင်နာသူစီအချမ်းပြေလွန်တင်ကြီးလိုက်ရွှေသားလျောင်းဖျားမြတ်ထန်သူနကိုထားတဲ့သစ္စာကလေးများမမိနိုင်ပါဘူးပကိုးသူမူရင်ပန်းတွေနွမ်းတွေ့မှာကိုဆိုတဲ့မဟာစီရီဖျားမြတ်ထန်ပန်းတွေလူကကိုသိန်းကိုတန်ဖျားနဲ့လိပ်ပြကန်လဲရောက်လိုက်ပူရှာသူပကိုးသူလေးရဲ့ကျေးဇူးအထူးတင်ပကူမဝေတော်နေနဲ့ပကူသူသာတိမဲ့အဝေးကပြန်ခဲ့ပါမယ်ပကူမြို့မှာဆောင်းနေလို့ဝေးအချမ်းပြေ